သူအကြောင်းကိုပြောပေးပါတဲ့သူ့ကိုတနာလို့ပါပြီးတော့ပညာပေးစကားလေးနည်းနည်းပါးပါပြောပေးပါသူတို့ရဲ့ဖြစ်စဉ်တစ်ခုကိုသဲပေါက်ပြီးတော့မှယွန်စရာကောင်းနေတယ်လားလူလောကကြီးမှာတကယ်ဖြစ်နေရလားဒါမှမဟုတ်ရရှင်ရိုက်နေသလားလို့တော့ထင်ရလောက်အောင်ပြောရမှာပါဇက်တနာလို့တော်ကြသိတယ်မလားဒီလိုဇက်နာနေရကြတော့မပြောချင်ရုပ်ရှင်မင်းသမီးထိုက်တီးတဲ့တရင်ကြတော့ကျမအတန်းရှင်းရှာရဖြစ်အောင်ဒီတော့ဖလဲရင်းနဲ့သင်ခန်းစာယူကြမယ်အခုဒီငင်းညက်သူကကလေး6လသားကိုနိုးတိုက်မိခင်ကလေးနိုးဆုပ်နေတဲ့အနေထားကမြစ်တွင်းကြီးတော့ဟောက်ပက်ဖြစ်နေမိမသားချင်းကိုချင်းစားစိတ်ဖိစီးလွန်အားချင်းရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ငကိုကကောင်းနေတဲ့ဘိုးကစိတ်ဆင်းရဲလွန်အားကြီးလို့ကင်ဆာပိုးထိပြောင်းလဲသွားနိုင်တယ်နော်စိတ်ကိုပင်စင်ပြီးသတိထားပေးပါငင်းညက်သူလူထဲကလူလားလို့မမင်းနဲ့တကက်တရိษံလောကမှာတောင်ဒီလိုဖြစ်စဉ်မျိုးရှိမယ်မထင်ဘူးဒီတော့ကျမတို့ဒီလူလောကကြီးမှာအခုလိုမျိုး190စောက်ဆံမရှိစောက်ချင်းစားပြီးတော့လီးတရမ်းတဲ့ခစ်ကိုရောက်နေပြီလားကျမမိမတို့များပြန်အမ်းပြီးတော့တွေ့တာလိုက်တဲ့လီးတိုင်းဘယ်တစ်ချောင်းကတန်ဖိုးရှိနေပြီးခိုင်မြဲနေတယ်လေရပါဘူးရှိဘူးလေအမအချက်ခံနေရတယ်ဆိုကြတဲ့မားနေပြီလေမလုံးတစ်ခုခုကြောင့်ထမိန်နာခိုစားတတ်တဲ့ခိုစားရဲတဲ့စိတ်ကဘယ်တော့မှအိမ်ထောင်ဦးစီးမဖြစ်လာဘူးအဲ့ဒါကိုဘလို့အတွေးခေါ်မျိုးနဲ့လူပြီးတော့တွေ့တာနေကြတယ်နားမလည်ဘူးပြီးတော့ငါတို့မိမတချို့တွေမှာလေအာဟာရမရှိတဲ့လောကိုတဘောစားလုံးမျက်နှာမပွင့်စေတဲ့လောစားအဲ့လိုအစုပ်ပလုတ်တော့ကနေထွက်တဲ့တုတ်ပိုးကိုမှကြိုက်နေတဲ့လင်ငတ်လင်မွန်နေတဲ့လင်ဒယူမတန်ဖိုးမရှိတဲ့လောကနေရင်ထိုင်ရင်ချိန်နေတစ်ခုကိုရောက်ပြီးတော့အလူခံနေရတယ်လို့ဖြစ်သွားရိုင်းပြောရရင်ငါတို့မိန်းမတွေဟုတ်ရတာတော့မတတ်နိုင်တဲ့ယောဂထောင်ကြီးကအထောက်ခံချင်နေတာမျိုးပေါ့အဲ့လိုလိုရှိတယ်နောက်ထပ်ပြီးတော့အခုခေတ်ကလေစနိုက်ကျော်နဲ့မရင်ငယ်မစောက်ရှက်လုံးဝကင်းမဲ့သွားတဲ့စပတ်ခေတ်သူများပစ္စည်းကိုငါပစ္စည်းလုပ်ပြီးငါမှန်နေသေးတယ်လို့ပြောတဲ့စောက်ဝီစီခေတ်ရှက်ကြောဖြတ်ထားတာများလေနည်းနည်းနော်မဟုတ်မြင်ရကြားရတာလေအုံနောက်တွေပါလေရှော့ရိုက်ကုန်လူငယ်တွေကိုလည်းအတုမြင်အသက်တင်လာစေတဲ့အန်ဒီရရှိကဲမင်းမြတ်တွေမင်းရွေးချယ်ခဲ့တဲ့လမ်းအခုနေကောင်းကောင်းနားလည်သွားပြီနော်ရပ်ပါမလိုက်နဲ့ဆက်လိုက်နေရင်ဘာမှမသိဘူးရှေ့ကပြေးနေတဲ့လူဟာစော်ရမ်းနေပြေးလို့ကောင်းနေပြီစွန့်ပစ်နိုင်အောင်မင်းစူးစမ်းနော်အကြံပေးတယ်နော်မင်းမလုပ်နိုင်ဘူးမင်းမပြတ်ကားဘူးဆိုမင်းစက်ခံပေါ့မင်းကြည့်ရတာလဲတိတ်မသေးချာနေဘူးမင်းနေရနေရှူရအောင်ဆိုရင်ခံပြင်းစရာနားစရာပါတော့ဘူးဆိုတဲ့မန်ကိုသွင်းတော့ဒီမန်ကစင်းရဲလို့ချမ်းသာလို့နဲ့မဆိုင်ဘူးနေမွေးထားတဲ့နှစ်သားကိုဒါလူလားမြောက်အလုတ်ထဲကိုစိတ်နစ်ပြီးတော့ငွေကိုရှာလိုက်စမ်းပါနေရွေးချယ်ခဲ့တဲ့အဲ့လမ်းဘလောက်စောက်ကျိုးနေတယ်လဲဆိုတာဒီပုံမြင်လည်းသိတယ်နော်ကိုချင်းစားတယ်ဘသူမှအဲ့လိုအချက်မျိုးနဲ့မကြုံချင်ဘူးငိုခြင်းနဲ့ဆိုရင်အပြတ်ငိုပလိုက်တင်းမထားနဲ့နော်ဒါပေမဲ့နောက်ဆုံးတစ်ချိန်ငိုခြင်းပဲလို့ကိုယ့်ကိုနှလုံးသွင်းတော့စွန့်ပစ်ခံရတိုင်းမင်းကအမိုက်မဟုတ်နေဘူးအလေးနဲ့ထားပြီးခံစားမနေနဲ့တော့နင်းရဲ့ဖြစ်စဉ်ကြီးကဒီလိုဒုတိယအကြိမ်နောက်ထပ်မားဖို့အခွင့်အရေးကနေမဖြစ်တဲ့တော့နင်နာတဲ့မန်လဲသွင်းတဲ့ဒီလောကကြီးမှာလေယောက်ျားနဲ့အတူတူအိမ်နေမှာဘဝကိုဖြတ်တန်းလို့ရတာမဟုတ်ဘူးလူကောင်းတွေကနင့်ကိုပျော်ရွှင်စေမယ်မကောင်းတဲ့လူတွေကမင်းကိုအတွေ့အကြုံပေးမယ်ခုလိုအစိုးဆုံးလူတွေကမင်းဘဝကိုသင်ခန်းစာပေးသွားတယ်လေနာတိုင်းမှာသင်ခန်းစာရှိလို့ကိုဘဝကိုဘလို့တိုးတက်အောင်ကြိုးစားမလဲလို့တွင်းလိုက်တော့ပြီးတော့လေငိမ့်ညက်တူမှမဟုတ်ဘူးလောကမှာရှိသမျှကျမတို့မိမ့်မတို့များအားလုံးတနေ့နေ့တစ်ချိန်ချိန်မှာကိုချစ်သူတော်၎င်းကိုယောက်ျားတော်လိုက်ပြီးပြီတော်၎င်းဘလို့ကောင်းပဲဖြစ်ဖြစ်ကိုဝယ်ရှိအောင်လုပ်ပြီးတော့ရမယ်တစ်ခုခုရှာပြီးကိုစွန့်ပစ်တော့မယ်စွန့်ပစ်လိုက်တယ်ဆိုရင်ထားနော်ကိုပိုက်ထဲကိုဝင်လာတဲ့ဒီသွေးသားကဘယ်ခွေးမသားနဲ့ပဲရထားရတာဒါ only ငါကလေးရောင်လို့များဘသူကိုမှရွဲ့ကမဲ့ကနဲ့မပေးလိုက်နဲ့နော်မင်းကိုမြင်အခုမုတ်ဆိုးမဖြစ်သွားပြီလို့မှတ်ယူလိုက်လုံးဝကင်းသွားအောင်နေနိုင်ဖို့ကမြင့်ပေါ်မှာမူတည်တယ်လက်ထဲကဒီပုတ်လို့အရေးတော်ထွက်ပြစ်လို့ပဲရတော့မယ်အခြေအနေမျိုးနော်ဒီကိစ္စကိုငကိုကလေးရရင်နစ်ကျင်နဲ့စွာနဲ့ပြိုးထောင်ခဲ့တာဖြစ်တဲ့အတွက်မင်းအမအတွက်မင်းဟာမင်းတန်ဝေကားရပါ